Hello အားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ Champions League ပွဲစဉ်တွေအဖြစ်ဒီမနက်ဖြန်ညเนาะဒီမနက်ဖြန်ညမှာရှင်မင်ကစားရမယ့်တယ်မှာဆိုရင် PSG နဲ့ Newcastle တို့လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲလေးကျွန်တော်တို့ဒါရှိနေတယ်ပေါ့ဒီနေ့သင်းစလုံးကတော့ဒါ round of 16ကိုတက်နိုင်ဖို့အတွက်ဒါ strong position မှာရှိနေတယ်လို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒါ PSG ရဲ့ဘက်ကတော့ပြီးခဲ့တဲ့ကျွန်တော်တပတ်ရှင်မြိုင်ကစားတော့ကတော့သူတို့တွေဒါဗာလဲ Aston Villa เนาะဆိုတော့ Aston Villa နဲ့ဗာလဲ Sporting Lisbon ကိုသူတို့ရှုံးနေပေါ့Newcastle ရဲ့ဘက်ကတော့ PSV ကို3ဂိုးပြတ်နဲ့သူတို့အနိုင်ယူရင်းအခြေအနေကောင်းထားတာအဲ့တော့ PSG ကွင်းသွားကစားတဲ့အနေထားမှာ Newcastle ဒုက္ခပေးနိုင်မလားပြီးခဲ့တဲ့နှစ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ဒီနှစ်သင်းကရင်ဆိုင်ကစားခဲ့မှုပါတယ်ကိုအိမ်ဝင်းမှာဆိုအသာစီးတွေယူထားနိုင်ကြတာဖြစ်ပြီးတော့ဒါအခြေအနေရပါတော့အိမ်ရှင်ဖြစ်တဲ့သူကအားသာလေးရှိတယ်ပေါ့ဒါ PSG ဘက်ကိုကြည့်ရင်ချန်ပီယံကိုကာကွယ်ဖို့ကြိုးပမ်းမဲ့ပွဲဖြစ်တယ် Newcastle ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ1 to 8ပေါ့နော်ကျွန်တော်တို့ round of 16ကိုတိုက်ရိုက်တက်နိုင်မှုအတွက် strong position မှာရှိနေတဲ့ဆိုပေမဲ့လို့ပို့ပြီးတော့သေချာအောင်လုပ်ရမယ့်အခြေအနေမျိုးပါ PSG ကအဆင့်6မှာရှိနေပြီးတော့ Newcastle ကအဆင့်9မှာပါနှစ်သင်းစလုံးကကျွန်တော်တို့73မှတ်ကိုစီရထားပြီးတော့အောက်ကအသင်းတွေကသူတို့ကိုကြော်တက်ဖို့ခံရတာကိုမခံရအောင်သူတို့ကြိုးပမ်းဖို့လုပ်ရမယ်ဆိုတော့ဧည့်သည်အနေနဲ့ PSG ကိုဒုက္ခပေးနိုင်ပါမလားNewcastle ကလက်ရှိ9ပွဲကစားထားတဲ့အချိန်မှာ Champions League မှာသူတို့4ပွဲထိအနိုင်ရထားတဲ့တပွဲတည်း2ပွဲရှုံးဆိုတဲ့ရလနဲ့ PSG ဘက်ကလည်းတူပဲနောက်ဆုံး Champions League 5ပွဲမှာ Newcastle က3ပွဲထိအနိုင်ရထားပါတယ်တပွဲတည်းတပွဲရှုံးမှာ PSG ရဲ့ဘက်ကတော့နောက်ဆုံး Champions League 5ပွဲမှာမှ2ပွဲပဲနိုင်ပါသေးတယ်2ပွဲရှုံးပြီးတော့တပွဲတည်းကျထားပါတယ်ထင်တယ်လို့ထိအခြေအနေတွေကောင်းမနေဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော် injury ပြဿနာတွေရဆိုလို့ရှိရင်လည်းနှစ်သင်းစလုံးမှာ injury ပြဿနာတွေတော်တော်များပါတယ်သူသဖြင့်အိမ်ရှင် PSG ပေါ့နော် PSG ဘက်မှာဆိုလို့ရှိရင် Fabian Ruiz တို့ကလည်းဒူးဒဏ်ရာတွေကျွန်တော်ကြုံနေရတယ်လီကန်အင်ကိုတို့ကလည်းပါဝင်မှုတော့မသေးကြဘူး Joao Neves ကလည်းပဲကျွန်တော်တို့ဒါကြွသားနဲ့ဆိုင်တဲ့ပြဿနာတစ်ခုသူကြုံနေရတယ်ပေါ့အဲ့တော့ဒီကစားမားတွေဟာပါဖို့အတွက်ယာနှုံးပြမသေးကြတဲ့ကစားမားတွေပါဒါအပြင်အာဖရိကပလာကပြန်လာတဲ့ဟာကီမီဆိုလို့ရှိရင်ပြီးခဲ့တဲ့ weekend ပွဲမှာသူ့ကိုအနားပေးခဲ့ရတယ်ဆိုတော့ဒီပွဲမှာပြန်ပါနိုင်မလားပေါ့ဒါအပြင် Nuno Mendes ကလည်းထိခိုက်မှုတချို့ကြုံနေလို့ပါနိုင်မှုမရှိသေးလို့ Lucas Hernandez ကလည်းပဲကျွန်တော်တို့ဒါ suspension ရှိထားလို့သူပြန်လာလို့ကျွန်တော်တို့ဒါနော်ဒါပေမဲ့ Lucas Hernandez ကတော့ suspending ကနေပြန်လာပြီထင်ပါတယ်အဲ့တော့ဘယ်လိုပြောမလဲဒီ PSG ရဲ့အဓိကကစားမားတွေထဲမှာဆိုလို့ရှိရင် injury ပြဿနာတွေကြောင့်လက်လွတ်ရမယ့်သူတွေပွဲမပါနေတဲ့သူတွေကျွန်တော်ရှိနေတယ်ပေါ့နော်ခွာနာကတော့ပြီးခဲ့တဲ့တစ်ပတ်ကကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်သူဂိုးသွင်းနဲ့ Usman Dembele တို့ကျွန်တော်ပြန်လာပြီးဒူဝေးတို့လည်းကျွန်တော်တို့ပြန်လာပြီးပေါ့ဆိုတော့အတိုင်းအတာတစ်ခုဒီတိုက်စစ်ပိုင်းမှာတော့လူစုံနေပြီလို့ကျွန်တော်ပြောရမယ်တစ်ဖက်ကကျွန်တော်တို့ Newcastle ကိုကြည့်ရင် Jacob Murphy တို့เนาะ Livramento တို့ပြီးလို့ရှိရင်ဒါနောက်ခံကစားမပေးတဲ့ Jamal Lascelles တို့ကစားမတွေကကျွတ်သားတန်ရာတွေကိုစီနဲ့သူတို့ပါနိုင်ဖို့မရှိတယ်လို့နောက်ခံကစားမပေးတဲ့ Fabian Schär ကွင်းလယ်က Bruno Guimaraes တောင်မှကျွန်တော်ဒီဘယ်လိုပြောမလဲခြေချင်းဝတ်တန်ရာကြောင့်ပါနိုင်မှုမသေးကြဘူးလို့ပြောထားတယ်ဒါပေမဲ့လို့ Bruno Guimaraes ကတော့ပါနိုင်မှုရှိတယ်လို့ကျွန်တော်ယူဆပါတယ်မသေးကြတာပဲကျွန်တော်ရှိတာအချင်းကြီးကတော့များတယ်လို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့တိုက်စစ်မှာဝီဆာတို့ကစားမတွေပါတိုင်းလဲဂိုးတွေသွင်းနေပြီးပြီးတာနဲ့ကျွန်တော် Harvey Barnes တို့ကစားမတွေကလည်းအချင်းကြီးကောင်းနေပြီးနော်အဲ့တော့လူကတော့အတိုင်းအတာတစ်ခုထိ Newcastle ဘက်မှာပို့ပြီးတော့စုံနိုင်မဲ့အခြေအနေမျိုးပါဆိုတော့အနေထားရကျွန်တော်ကြည့်ရင်နောက်ဆုံးပွဲစဉ်တွေရပါတော့ PSG က Champions League နောက်ဆုံး၄ပွဲမှာတပွဲပဲအနိုင်ရပါသေးတယ် Champions League နောက်ဆုံး၄ပွဲမှာတပွဲပဲအနိုင်ရပြီးတော့သူတို့တွေ2ပွဲရှုံးတပွဲတည်ကြထားတယ်PSG နေနဲ့အခြေအနေကထင်တဲ့လောက်ထိဟုတ်မနေဘူးပေါ့နော်ပြိုင်ပွဲစုံမှာဆိုလို့ရှိရင်တောင်မှသူတို့ကနောက်ဆုံး6ပွဲမှာ3ပွဲနိုင်တယ်ဆိုတော့4ပွဲနိုင်တယ်2ပွဲရှုံးနေပေါ့နော်2ပွဲရှုံးနေ PSG ကသူတို့ပြည်တွင်းမှုကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့တစ်ပတ်ကမှအဆင့်1ကိုပြန်ပြီးတော့ရောက်လာနိုင်တာအဲ့တော့ပြည်တွင်းမှာလည်းထင်တဲ့လောက်ထိကျွန်တော်တို့ပုံမှန်တွေ့နေကြရာသီလို့အမှတ်ဖြတ်ထားတာမျိုးမမြင်ရဘူးပေါ့ Newcastle လည်းပဲကျွန်တော်ဒီတိုင်းပဲကာဆယ်ရဲ့ဘက်ကလည်းပဲ Champions League မှာတော့သူတို့တော်တော်လေးကောင်းပေမဲ့လေလို့ရလက်ကမတည်ငြိမ်ဘူးပြည်တွင်းမှာဆိုလို့ရှိရင်လည်းပဲသူတို့ရလက်ကမတည်ငြိမ်ဘူးပေါ့နော် Champions League မှာဆိုလို့ရှိရင်နောက်ဆုံး6ပွဲမှာဒီ Newcastle က4ပွဲနိုင်တပွဲတည်တပွဲရှုံးမှာဒါအပြင်ကျွန်တော်ပြိုင်ပွဲစုံကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်4ပွဲနိုင်တပွဲတည်3ပွဲနိုင်တပွဲတည်2ပွဲရှုံးပြီးသူတို့ရထားတယ်ကျွန်တော် Newcastle အသင်းရဲ့ခံစစ်က PSG တိုက်စစ်ကိုကာကွယ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်မထင်ဘူးကာဆယ်မှာအမြင်ပေါ်အားကောင်းတဲ့ခံစစ်ကစားမားတွေရှိပါတယ်ဒါပေမဲ့လို့ PSG တို့ဘာလို့ကအမြင်ပေါ်နဲ့ပြိုင်ဘက်ကိုတိုက်စစ်ဆင်နေရှိတဲ့အသင်းတွေမဟုတ်ဘူးဖြတ်တင်ပေါ်တွေကိုအားလောက်ချီတီအားကိုးတဲ့အသင်းကျွန်တော်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနီးပြ Luis Enrique ကလည်း Newcastle လို့အသင်းမျိုးကိုတော့အိမ်ဝင်းမှာအနိုင်ယူပြနိုင်ဖို့ကြိုးပမ်းမှာပါ
ဆိုတော့နှစ်သင်းစလုံးကတော့ Newcastle အတွက်ကျွန်တော်တွေးကြည့်ရင်တောင်မှကာဆီယာဒီပွဲရှုံးလဲပဲသူတို့အနေနဲ့ Round of 16ကိုတော့အနည်းဆုံးတော့ play-off ကနေတဆင့်တော့တက်နိုင်မဲ့အခွင့်အရေးမျိုးရှိတယ်။ဓာတ်ရိုက်တော့တက်ချင်မှတက်လိမ့်မယ်ပေါ့နော်။ဓာတ်ရိုက်ကလည်းပဲတော်တော်တင်မှာသူတို့ကအဆင့်8တွင်ဝင်နေတာဆိုတော့ဒီအခြေအနေလေးကိုထိန်းထားနိုင်နေဆိုရင်တော့မစိုးဘူးပါဘူး။ဒါပေမဲ့လို့အောက်ကတက်လာမဲ့အသင်းတွေကအမှတ်တွေကဘလောက်မှကွာကြတာမဟုတ်ဘူး။အဲ့တော့ Newcastle အတွက်ကလည်းအန်ဒီရများပါတယ်ဆိုတော့ဒါကိုအနည်းဆုံးတော့တည်ရယူနိုင်မှကျွန်တော်ရမှာဒါပေမဲ့လို့ကျွန်တော်တို့ PSG ကွင်းမှာတော့PSG ကွင်းမှာတော့ကျွန်တော် Newcastle အတွက် chance ကတော်တော်နည်းတယ်လို့ယူဆရတယ်။ဂိုးတော့ပြန်ရကောင်းရလိမ့်မယ်ဒါပေမဲ့ PSG ရဲ့တိုက်စစ်ကို Newcastle ရဲ့ဒီလိုခံစစ်မှာဂိုးတွေခဏတိုင်းပေးနေရတဲ့အခြေအနေမျိုးကရလက်ကောင်းအခြေအနေကောင်းမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီပွဲမှာ PSG ရဲ့ဘက်က2ဂိုး2ဂိုးလောက်နဲ့ကပ်ပြီးတော့အနိုင်ရသွားဖို့အခြေအနေရှိတယ်လို့ကျွန်တော်ယူဆတယ်။ Newcastle အတွက်ပြည်တွင်းမှာတိုင်ပတ်နေတဲ့ချိန် Champions League ကတော့သူတို့တွေအာယုံဆိုင်ကစားနိုင်ပါရပါမယ်။ PSG ကိုမထင်မဲ့တဲ့ဒုက္ခတွေပြီးလာနိုင်တယ်ဆိုပေမဲ့လို့ကျွန်တော်ကတော့တကိုးသွင်းနိုင်ုံထက်ပိုတယ်လို့ကျွန်တော်မထင်ဘူး။ညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်။